ကြီးလုံးမယ်ဆိုတော့နှမျောစရာကြီးပြရတယ်ဟာတဲ့စရတော့တဲ့မမတဲ့စိတ်မဆိုးနဲ့တဲ့နော်ဟုတ်ကဲ့ရှင်နှမျောစရာကြီးဆိုတာဘာကိုပြောရလဲနော်ဘာလို့နှမျောရလဲရှင်အကိုကြီးနော်တတင်းနာလေးတစ်နှစ်ပြီးတစ်နှစ်ကျွတ်သွားတယ်နော်ဝါတာတစ်နှစ်ပြီးတစ်နှစ်ဝင်သွားတယ်ရှင်လက်ထက်ခွင့်တောင်းတဲ့လူလည်းမရှိဘူးနော်လားကြိုက်တဲ့လူလည်းမရှိဘူးနော်လားကြိုက်ပြန်တော့လေပလေးသွားပြန်တယ်ကျမတို့နော်ကျမအမြဲတမ်းပလေးခံနေရပလေးကြောင်းအောင်ဖြစ်နေအဲ့ကြကျမနော်အတမအောင်တက်နေပြီရှင် ဒေးမလူမနေအောင်ရှိဘာတော့ပါလဲ ဘာ လီယိုရပါလေမိသားစုတွေ ဇူးကိုရာမပိုင်ဆိုင်ရရင်လည်းပူအသေးပြင်းနဲ့ဆယ်နွေကဲလူမရရင်တိမ်မာဘဲတဲ့အမလေးနော်သူကလေစကားအရန်တက်တာဒီလားခကြားလေးကာယလီနဲ့တောင်မနော်ဒီရဲ့စကားကိုမှတ်ထားမှာနော်နောက်3နှစ်ကြာလို့မိမရသွားကြည့်ကျမကရှစ်မင်္ဂလာဆောင်လိုက်လာမှာနော်ဒီကောမိတ်ကြပြီးတော့ရှင်မဲကျမကိုမရရင်သေတော့မှာပါဆိုပြီးတော့ကျမမက်ပလာမြေလူနော်ပုံစံနဲ့ကျမလောက်ပြမယ်ရှစ်မင်္ဂလာဝဲပြအောင်နော်အဲ့လိုလေးနော်အာမချောင်းပါနဲ့နော်ဘာမှမဟုတ်ဖဲနဲ့နော်